Hello အားလုံးမင်္ဂလာပါ The Liver Pack နေပြီးကြိုဆိုပါရစေအခုဒီတိုက်စစ်ရှာပုံငွေထဲမှာရွာလဲနေတဲ့ Liverpool လို့ပဲကျွန်တော်ကောင်းတဲ့တကူပြီးထားပါเนาะအခုက Liverpool ကDarwin Núñez တို့ Jota တို့ Luis Diaz တို့ကိုအယောင်စေးတင်ထားပုံစံမျိုးတော့မြင်ရတယ် Darwin Núñez ကတော့ကြာပေါက်ထွက်တော့မှာပေါ့เนาะတကယ်လို့ဒီကို Jota ကလည်းကျွန်တော်တို့လိုချင်တဲ့ပြောင်းရွှေ့ကြီးတစ်ခုရမယ်ဆိုရင်တော့ရောင်းမယ်လို့သတ်မှတ်ထားတဲ့ကစားသမားတစ်ယောက်လည်းဖြစ်တယ်ဒါဝင်လူဝစ်ဒီရက်ဆက်တူတူပဲပေါ့နော်တန်တရာနီးပါးလောက်ရမယ်ဆိုရင်တော့ရောင်းမယ်ဆိုပြီးတော့ကျွန်တော်သိထားရပေါ့နော်အဲ့တော့တကယ်လို့ဒါဝင်နူးညက်တာထွက်သွားရင်ကျွန်တော်တို့ခြေစာလဲတူတူပဲပေါ့နော်ခြေစာ sorry ကျွန်တော်ခြေစာလဲပြောမိပါတယ်ခြေစာလဲထွက်မယ်ပေါ့နော်ဒီအသင်းမှာအဲ့တော့ခြေစာတို့ကျွန်တော်ဒါဝင်နူးညက်တို့ဒီကိုဂျိုတာတို့သာထွက်သွားမယ်ဆိုလို့ရှိရင်တိုက်စစ်မှာကျွန်တော်တို့မရှိတဲ့လောက်ရှားသွားပြီပေါ့နော်တိုက်စစ်မရှိတော့ဘူးပေါ့နော်အဲ့တော့တိုက်စစ်မှုအစ်စ်တော့ခေါ်မှာဒါပေမဲ့အခုချိန်မှာတိုက်စစ်မှုတွေကတအားဟိုဈေးကြီးနေရလို့ကျွန်တော်ပြောလို့ရရဗျာအခုကျွန်တော်တို့တိုက်စစ်မှုထဲမှာကျွန်တော်ရေဒါထဲမှာရှိနေကစားသမားစောင့်ကြည့်နေကစားသမားဟာလောဆယ်2ယောက်တော့ကျွန်တော်သိထားတယ်ဟိုကိုအာကီတီကီနဲ့နောက်ပြီးတော့အလက်ဆန်နာအီဆက်ပေါ့နော်နဲ့ဟိုစားနျူကာဆယ်ကစားသမားအလက်ဆန်နာအီဆက်ကျွန်တော်တို့အီဆက်ကတော့တော်တော်လေးခက်ခဲတယ်မှာမြင်ရတယ်ဘာလို့လဲဆိုအီဆက်ကအခုသူတို့တောင်းတဲ့ဂျေယာကိုတန်း150တန်း200နီးပါးလောက်ကိုနျူကာဆယ်ဘက်ကတောင်းတယ်ဒါကရှင်းရှင်းလေးဗျာသူတို့ဘက်ကမယောင်းချင်လို့ဒါဒီလောက်ပမာဏကိုတောင်းနေဆိုတော့ကျွန်တော်သိထားတကယ်ကတော့လီဗာပူးကလည်းစောင့်ကြည့်နေတယ်အခုဆိုလို့ရှိရင်ဗျာလီဗာပူးကဘယ်လိုမျိုးလဲဆိုအီဆက်ကိုသူစိတ်ဝင်စားကြောင်းသူသတင်းလွှင့်နေတဲ့နျူကာဆယ်ဘက်ကတုံ့ပြန်မှုလဲသူမျှော်လင့်နေရပေါ့နော်သူနျူကာဆယ်ကဘယ်လိုတုံ့ပြန်မလဲဘလို့ဈေးတောင်းလဲဆိုတာကိုကျွန်တော်မျှော်လင့်နေကျွန်တော်တချို့ကောလာဟာလာတတိထဲမှာဆိုလို့ရှိရင် Jota plus 120တို့ Gomez plus ဘလောက်တို့အဲ့မျိုးတွေကလည်းအများကြီးကောလာဟာလာကြီးထွက်နေတယ်ဒါပေမဲ့အဲ့ဒါဖြစ်နိုင်ကြတော့နည်းတယ်ပေါ့နော်ဒါပေမဲ့ Newcastle ကလည်း Isak ကိုခေါ်ဖို့တော့တော်တော်လေးခက်ခဲတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မနစ်ကတည်းက Newcastle က Champion League မဝင်ဘူးဆိုရင်တော့တေချာပေါက် Isak ကိုရဖို့လွယ်တယ်ကစားသမားလည်းထွက်မယ်ပေါ့နော်ပြီးတော့ကျလို့ရှိရင်ကစားသမားနဲ့ Newcastle နဲ့သူတို့က gentleman agreement ယူထားရဗျာအဲ့ဒါဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီပြည်တွင်းမှာပြည်တွင်းလေးဗလားတစ်လုံးရရဲတောက်ပြီးတော့နောက်တစ်ခါ Champion League ဝင်ခွင့်ရမယ်ဆိုလို့ရှိရင်ဒီနောက်100ဒီဆက်နေဖို့ဆိုပြီးတော့ Newcastle နဲ့သူကအဲ့လို gentleman agreement ယူထားရပေါ့နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကစားသမားကိုခေါ်ဖို့အတွက်ကြတော့နည်းနည်းခက်နေတယ်အီဆက်ကလည်းတကယ်လို့အဲ့ဒီလာမယ့်ရာသီဆက်နေမယ်ဆိုတော့သူ့အတွက်ပြဿနာမရှိဘူးအဲ့တော့ခေါ်မှာတော်တော်လေးခက်ခဲနေတယ်တန်း150နီးပါးလောက်ကိုနျူကာဆယ်လိုချင်နေပေါ့နော်တန်း150ကျိုးမှစကားဆက်ပြောမယ်ဆိုတဲ့အနေထားလောက်တွေလွှင့်ထားတယ်အဲ့တော့နောက်တစ်ယောက်ကဟိုကိုအကီတီကီပေါ့နော်အကီတီကီကြတော့လေကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုကမ်းလှမ်းမဲ့အသင်းတွေသူ့စောင့်ကြည့်နေကစားသမားတွေသူ့စောင့်ကြည့်နေအသင်းတွေဟာတော်တော်လေးများတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟိုတလောဆိုလို့ရှိရင်လွန်ခဲ့တဲ့ပတ်တီတော့ဆိုလို့ရှိရင် Manchester United နဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာရသဘောတူညီမှုရတော့မယ်သူတို့ဒီfront back အသင်းကိုလည်းသူတို့ကန်လန်းတော့မယ်တန်80လုံးနဲ့ကန်လန်းတော့မယ်ဆိုပြီးတော့ကျွန်တော်သတင်းတွေအများကြီးတက်နေရပေါ့နော်အဲ့ဒါလည်းဒါပေမဲ့အခုချိန်ထိတော့ဘာမှတော့သတင်းကပြန်ပြောက်သွားတယ်အဲ့တော့အဲ့ကစားသမားကိုခေါ်ဖို့အတွက်လည်းခက်တယ် Chelsea ကလည်းစောင့်ကြည့်နေရဗျာအဲ့တော့ဒီကစားသမားကိုခေါ်ဖို့အတွက်ကလည်း front back ကတော့ဘယ်လိုပြောမလဲဆိုတော့ဝယ်လူကများနေပြတဲ့ဒီကစားသမားကိုဈေးကင်နေဗျာတန်း80တန်း100နီးပါးလောက်သူတို့တောင်းနေတယ်ဒီကစားသမားကတော်တော်လေးငယ်သေးတယ်အဲ့တော့ဘယ်ကစားသမားကိုပို့ပြီးလိုချင်လဲပေါ့နော်လီဗာပူးပရိသတ်တွေတယောက်နေတယ်ကျွန်တော်အနေနဲ့ကတော့အလက်ဆန်နာအီဆာကိုပို့ပြီးသဘောကျတယ်တခြားရီဒါတွေလည်းရှိတယ်ပြောဟူလီယန် Everest တို့တခြားစောင့်ကြည့်နေတဲ့ကစားသမားတွေလည်းအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်သိထားတော့ဗီဒီယိုနည်းနည်းရှိပါ sorry ပါကျွန်တော်သိထားသလောက်ဆိုလို့ရှိရင်ဒီကျွန်တော်တို့အာနီစလော့ကရှေ့တန်းနေရာမှာဆိုဆွေဆုံးဘယ်လိုပြောတောင်မန်ဘဲတောင်မန်ညာတောင်မန်လို့ရှေ့တန်းလို့force 9အဲ့လိုကစားနိုင်တဲ့ကစားသမားကိုသူကပို့ပြီးလိုချင်တာပေါ့နော်အဲ့ဒါကြောင့်မို့အီဆက်ကတော့နည်းနည်းလေးပို့ပြီးတော့အန်ဝင်နိုင်တယ်ပေါ့နော်အဲ့ကစားကွက်မှာဟိုကိုAKTKကတော့အဲ့လောက်ကြီးကျွန်တော်သဘောမကျဘူးနော်အမှန်တမ်းပြောရရင်တော့တိတ်လည်းမကြည့်ဘူး front back ပွဲကြီးလည်းပြီးရင်လည်းကျွန်တော်ဘယ်လိုပြောမှာအဲ့လောက်ကြီးအရင်တန်း80တန်း100လောက်တန်နေလောက်တဲ့ကစားသမားတော့မဟုတ်ဘူးတန်း90တန်း60လောက်ဆိုရင်တော့မစိုးဘူးနော်နည်းနည်းတဲနဲ့ဖြစ်တဲ့ကစားသမားတယောက်တွေတော့တန်း90တန်း60လောက်တော့မစိုးဘူးဒါပေမဲ့တန်း80တန်း100တော့တော်တော်လေးများတယ်အဲ့တော့လီဗာပူးကအခုချိန်မှာစောင့်ကြည့်နေတဲ့စစ်မှာပဲရှိတယ်ဘာမှအသင်းနဲ့စကားပြောထားတာ
ပြီးတော့ကစားသမားနဲ့ဟိုတဘောတင်ကြီးမှုရဖို့ဆွေးနွေးနေတာဘာညာအဲ့ဒါဘာတခုမှမရှိသေးဘူးအခုချိန်မှာစောင့်ကြည့်နေတဲ့အစဉ်ကာလမှာပဲရှိသေးတယ်ပေါ့နော်အဲ့တော့လီဗာပူးဘယ်ကစားသမားကိုခေါ်မလဲဘယ်ကစားသမားကိုခေါ်စေချင်လဲကျွန်တော်ကိုယ်မှဆွေးနွေးပြလို့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်